မင်္ဂလာပါပြီးခဲ့တဲ့ဗီဒီယိုမှာတော့ PDF file တွေကိုစာပြင်လို့ရတဲ့အကြောင်းပေါ့နော် Word ထဲမှာဘယ်လိုပြင်ရမယ်ဘယ်လိုပြင်လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြပြီးတော့ပါပြီအခုဒီမှာကျတော့ PDF file တော့ဟုတ်တယ်အဲ့ဒီမှာဒီလိုမျိုး photo type နဲ့လာတဲ့ဟာတွေပေါ့နော် photo လေးတွေလည်းပါတယ်အဲ့မဲ့ဆိုလို့ရှိရင်အဲ့ဒီ photo ကို text ဖြစ်အောင်ပြောင်းလို့ရပါတယ်ဒါဆိုရင်ဒီ PDF file လေးကိုပြောင်းပြပေးမယ်နော်Microsoft Word ထဲကိုဝင်လိုက်မယ်ပြီးတော့ file ထဲကနေမှအဲ့ဒီကနေမှ open နဲ့တောက်လို့ရတယ်ဒီမှာအလွယ်တကူရှိရဆိုလို့ရှိရင်เนาะအဲ့ file လေးကို click တစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါမယ်ဒီလိုမျိုးမေးရဆိုလို့ရှိရင်เนาะ okay ကိုနှိပ်ပြလိုက်ပါအဲ့ဆိုလို့ရှိရင် photo type နဲ့ဟာလေးကိုသူကဒီမှာစာသားလေးအနေနဲ့ပြောင်းပေးပြီးတော့ပါပြီဒီ file ထဲကနေပဲနောက်ထပ်တခြားလေးဒီမှာဆင်ကြည့်လိုက်မယ်အဲ့တော့လည်း okay ပေးလိုက်မယ်နော်အဲ့ဆိုလို့ရှိရင်ဒီမှာဒီ photo လေးရှိရဲ့ဒီ photo ကိုတခြားတွေက Reddit ထဲက infront text နဲ့ယူပြီးတော့ photo ကိုနေရာရွှေ့ကြည့်လိုက်မယ်ခြုံကြည့်လိုက်မယ်ပြီးတော့ဒီစာသားရေးထားတာလေးနဲ့ရှင်းကြည့်လိုက်မယ်ဆိုတော့ခါကျတော့ဒီပုံထဲမှာပါတဲ့အတိုင်းစာသားလေးတွေကိုသူရေးပေးပြီးသွားပါပြီဒါမျိုးလေးလုပ်လို့ရပါတယ်ဆိုတော့ကတော့အဲ့ဒီ PDF file ရှိရဆိုလို့ရှိရင်အဲ့ဒီဟာကို Word file ထဲကနေမှ file ထဲကနေမှ open ဆိုပြီးတော့ file ထဲကနေမှ open ဆိုပြီးတော့လှမ်းဖွင့်လို့ရတယ်ဒီမှာဖွင့်ထားပြီးသားရှိရဆိုလို့ရှိရင်တော့တစ်ခါလေးယူလိုက်လို့ရတယ်ပြီးတော့ခုနက dialog box လေးပေါ်လာတယ်ဆိုလို့ရှိရင်တော့ okay ကိုနှိပ်လိုက်မယ်အဲ့ဒီအပြင် PDF ကိုစာသားတွေပေါ့နော်စာသားတွေ text တွေပြင်လို့ရတယ်လို့ PDF ထဲမှာphoto type နဲ့ပါနေတယ်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်လည်းဒီလိုစာသားလေးအဖြစ်ပြောင်းလို့ရပါတယ်